စကားတစ်ခုမှမပြောဘဲလူတိုင်းရဲ့လေးစားမှုကိုရရှိစေမယ့်စိတ်ပညာလက်ကွက်၃ခုလူအများကြားတဲ့ကိုရောက်သွားတဲ့အခါစကားတစ်ခုမှစတင်မပြောရသေးခင်မှာတင်းရဲ့အရှိန်အဝါနဲ့နှိမ့်ချမှုကြောင့်လူတွေကအလိုလိုလေးစားအားကြလာစေမယ့်နည်းလမ်းတွေရှိပါတယ်ဒီနေ့မှာတော့တင်းရဲ့ပုံရိပ်ကိုချက်ချင်းမြင့်တင်ပေးမယ့်မတိစိတ်ခန္ဓာကိုယ်ဘာသာစကားလက်ကွက်၃ခုကိုမျှဝေပေးသွားပါမယ်ပထမဆုံးလက်ကွက်ကတော့နှစ်သိမ့်မှုပေးနိုင်တဲ့မျက်လုံးချင်းစုံချင်းစကားပြောတဲ့အခါတစ်ဖက်လူရဲ့မျက်လုံးကိုတောက်လျှောက်စိုက်ကြည့်နေတာမျိုးကဖိအားပေးရရောက်တတ်ပါတယ်ဒါကြောင့်တစ်ဖက်လူရဲ့မျက်လုံးနဲ့မျက်ခုံးကြားကတိကျပုံစံ area ကို3စက္ကန့်လောက်စိုက်ကြည့်ပြီးမှဘေးခဏလွှဲကြည့်တဲ့ပုံစံမျိုးသုံးပါဒါဟာအသင်ကိုယုံကြည်မှုရှိပြီးရွေးထွေးတဲ့သူတစ်ယောက်ဖြစ်မြင်စေပါတယ်ဒုတိယချက်ကတော့ခေါင်းညစ်ပြမှုကိုနှိပ်ကွေးစေခြင်းတစ်ဖက်လူစကားပြောတာကိုထောက်ခံတဲ့အခါခေါင်းကိုခတ်သွက်သွက်အချိန်ကြအိမ်ညစ်ပြခြင်းကမတိစိတ်ရအာကူတကြီးတောင်းခံနေတဲ့ပုံစံမျိုးပေါက်စေပါတယ်အဲ့ဒီအစားကောင်းကိုဖြည်းဖြည်းနဲ့အလေးနဲ့တစ်ချက်ချင်းပဲညစ်ပြပါဒါဟာအသင်ကိုတည်ငြိမ်ပြီးအခြေအနေကိုထိန်းချုပ်နိုင်တယ်လို့ထင်မှတ်စေပါတယ်နောက်ဆုံးတစ်ချက်ကတော့ပွင့်လင်းတဲ့လက်ဟန်ခြေဟန်သုံးခြင်းစကားပြောခြင်းမှာလက်နှစ်ဖက်ကိုပိုက်ထားတာဒါမှမဟုတ်အိတ်ကက်ထဲထည့်ထားတာမျိုးကိုရှောင်ပြီးလက်ပွားကိုမတိမတာလိဟပ်ပြတဲ့ပွင့်လင်းတဲ့လက်ဟန်တွေကိုသုံးပါဒါဟာအသင်မှာဘာလို့ဝက်ချက်မှမရှိဘဲရိုးသားပြီးလိုက်ရောညီရှာပြီးတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်းပြတရားရောက်ပါတယ်လူတွေဟာတင်ပြောခဲ့တဲ့စကားလုံးတွေကိုမေ့လျော့သွားနိုင်ပေမဲ့တင်းရဲ့တည်ငြိမ်တဲ့အရှိန်အဝါကြောင့်ခံစားခဲ့ရတဲ့ခံစားချက်ကိုတော့ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးနေ့စဉ်ဘဝရဲ့ဆက်ဆံရေးတွေထဲမှာဒီလိုဝက်ချက်တွေကိုတတိထားသုံးချပြီးဘယ်နေရာရောက်ရောက်ဆွဲဆောင်မှုအပြည့်နဲ့စမတ်ကြကြရက်တည်လိုက်ပါ